မြားကိုပြစ်လွတ်လိုက်ရာဆက်ရန်ရပြစ်မှတ်၏အလဲဘဟုကိုတဲတဲမတ်မတ်ထိမှန်သွားခဲ့ပြီးတန်ကွင်းသည်အောက်ဘက်သို့လဲဆင်းသွားချိန်တွင်လူများကသူ့ကိုစူးစမ်းသောအကြည့်များဖြင့်ကြည့်နေကြသည်ဆက်ရန်ရသည်တန်ဆူးချုံနှင့်ထိမိသွားသည့်ခဏမှပင်ဖန်လုံးထဲမှတဲများသည်မြေခွက်ထဲသို့စီးကျလာတော့သည်မြေခွက်ထဲရှိတဲများမှာတတ်မှတ်ထားသောအလေးချိန်သို့ရောက်ရှိသွားသည်နှင့်တပြိုင်နက်တစ်ဖက်ရှိဓားမြောင်သည်ချီနှောင်ထားသောကျိုးကိုဖျက်တောက်လိုက်သည်ကျိုးပြတ်သွားသည်နှင့်မြေဦးများသည်ချက်ချင်းပင်လဲကျသွားတော့သည်ဤသူများမတုံ့ပြန်နိုင်မီမှာပင်မြေဦးများသည်တစ်လုံးပြီးတစ်လုံးလဲကျသွားပြီးရေကန်ထဲသို့ရေများရှန်တက်သွားစေကပတ်ဝန်းကျင်ရှိရေမြောင်းများထဲသို့ရေများစီးဝင်ပြန့်နှံ့သွားသည်ပွဲကြည့်စဉ်ပေါ်ရှိကြည့်ရှုသူများသည်နားမလည်နိုင်ပဲကြောင်ကြည့်နေကြစဉ်မှာပင်စိတ်ကပ်သောအရေးတစ်ဆက်သည်လူတဦး၏နားအနီးသို့ကျလာခဲ့သည်သူကလက်ဖြင့်ပွတ်ကြည့်လိုက်သောအခါထိုအရေးမှာစီဖြစ်နေသည်ကိုသိလိုက်ရသည်နောက်တွင်နေရန်များမှစီများပန်းထွက်လာတော့သည်အန်ရရှိမှန်းသိလိုက်ကြသည်နှင့်လူများသည်အရက်မျက်နှာအနှံ့သို့ထွက်ပြေးကြလေသည်ထိုအချိန်မှာပင်တန်တကားကြီးသည်ဘုံကနေပိတ်သွားပြီးသူတို့ကိုအတွင်းထဲတွင်ပိတ်မိသွားစေသည်ထိုနောက်တွင်တော့နေရန်ပေါ်ရှိစစ်သားများသည်သူတို့၏များများကိုမိစတင်ညှိလိုက်ကြသည်စီများအိုင်ထွန်းသွားသောအခါစစ်သားများသည်အမိတ်အယမိများများကိုအပေါ်သို့မြှောက်လိုက်ကြသည်ညအမြောက်များသည်ကွင်း၏အလဲဘဟုသို့တက်တက်မတ်မတ်ပြန်တန်းသွားကြသည်စီများသည်ချက်ချင်းပင်မိဆွဲလောင်သွားပြီးရေမြောင်များအတိုင်းပွဲ